ရေခံပြီးတော့သူတော်ကောင်းနတ်ကောင်းမှဆိုတဲ့ဒုတိယပိုင်းကိုဟောကြားနာကြားကျင့်ကြံကြရအောင်သူတော်ကောင်းနတ်ကောင်းမှဆိုတဲ့ဒုတိယပိုင်းဖြစ်ပါတယ်ပထမပိုင်းမှာတထေကြီးဆိုတဲ့သူမနာရဲ့တထေကတော်ကြီးသုဇံပတိရဲ့သာကြီးရဲ့ပြီးတော့သီလဝတီရဲ့မိသားစုလေးရအိမ်မှာအတူတကွရှိချေခေခေနဲ့တန်ရုပ်စေရှိရှိနဲ့ကျင်ကျင်နာနာနဲ့နေလာခေကြတာတထေကြီးဖြစ်တဲ့သုမနာကလည်းကိုယ်လွန်အနိစ္စကိုရောက်သွားလို့သောမတပံသုဇံပတိဆိုတဲ့တထေကတော်ကြီးလည်းကိုယ်လွန်အနိစ္စကိုရောက်သွားပါသဖြင့်သာကြီးရေပြီးတော့သီလဝတီရေမောင်နှမနှစ်ယောက်ပဲကြံခဲ့တော်တယ်ဒီတော့သုံးမနာရင်သုဇံပတိရေဆိုတဲ့မိဘနှစ်ပါးကကွယ်လွန်အနိစ္စကိုရောက်သွားပြီးတဲ့အခါကျတော့ကြည့်လိုက်လေသာကြီးကိုလေးပဲမခွေရှင်ပဲနဲ့ခွဲခွာလို့သဝတိပြည်မှာကြောကြပြီးတော့နေတယ်သီလဝတီရင်ဂုံတရေလေးတွေကိုကြာကြာပြီးတော့အရှင်တွင်ဂုံလာခဲ့တဲ့မိဘနှစ်ပါးကသီလဝတီဆိုတဲ့သမီးလေးကိုအလွန်ရှစ်လွန်လို့မခွေးရှင်ပဲနဲ့လေးပဲခွဲခွာပြီးတော့ယနေ့သွားရပါပြီဒါကြောင့်မို့ရှစ်လျင်ဝေဝေရှစ်ဆွေတွေနဲ့ရှစ်လေးသမ ्या ပေါင်းဖော်ရလေဝေးရမည်သာမလွေသာဘလောပဲရှိချီဖို့ဗျာဘလောပဲခင်ခင်ဘလောပဲတန်ရုစေရှိရှိသူရဲ့ကံတရားကိုယ့်ရဲ့ကံတရားသူရဲ့အသက်ကိုယ့်ရဲ့အသက်သိခြင်းတရား၄ပါးနဲ့ပဲတဘာဘာသွားကြရတာပဲကံမေခယေနာကံကုန်လောအာယုခယေနာအသက်တွေကုန်လောဥပယေခယေနာအသက်ကံနှစ်ပါးကုန်လောဩပြေစေတကကံမုဏသဗ္ဗယပြီးတော့သေလောအဲ့ဒီ၄မျိုးမှာတစ်မျိုးနဲ့သေရမှာပေါ့ဒါကြောင့်မို့သားကြီးကိုမရှိလို့သမီးကိုမရှိလို့ခွေခွာပြီးတော့သွားရတာမဟုတ်ပါဘူးဩခန္ဓာ၅ပါးရုပ်တရားနံတရားတွေကိုရထားလို့မခွေရှင်ပဲနဲ့လေခွေခွာပြီးတော့သွားရတယ်ဒါကြောင့်မသိခင်ကာလလေးမှာသားကြီးကိုသမီးအတွက်စိတ်မအေးရလို့သားကြီးကိုပဲအဆဆအာရရပုံအပ်ပြီးတော့လေထားခဲ့ကြတာသားကြီးသမီးငယ်ကလေအရွယ်လေးမရောက်သေးတဲ့အခါကျတော့ပရိသတ်ရဲ့ရှိမှာပရိသတ်ရဲ့အလေးမှာဆူလငေါလမလုံးနဲ့နော်ရှစ်တတ်တဲ့အရွယ်ကိုရောက်လာရင်ငါသမီးလေးမျက်နှာငယ်နေရမယ်စိတ်ရှာပါဆိုပြီးတော့သားကြီးကပြောပြီးတော့အမေရဲ့လက်ကိုလေးပဲကိန်းထားအဖေရဲ့လက်ကိုလေးပဲကိန်းထားပြီးဒီကာလနွေရကနေပြီးတော့အေးရကနေပြီးတော့နောက်ဆိုအသက်မရှိလို့အဖေနဲ့အမေကအသက်မရှိလို့သမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအကိုအမေနဲ့အဖေက
တဖြည်းနဲ့အသားတွေကအေးဆေးပြီးတော့လာတယ်အသက်များရှိသေးကြရဲ့လားကြည့်ပါဦးညမရေအသက်မရှိတော့ဘူးအမေအဖေတို့ကသမီးကိုရှိပါတယ်ဆိုပြီးတော့အခုတော့လေခွေခွာပြီးတော့သွားခဲ့ကြရတာအမေအဖေတို့မရှိတဲ့နောက်ပိုင်းမှာသမီးငယ်ကဘယ်သူနဲ့နေရမှာတော့ဆိုပြီးတော့အဲ့ဒီနေရာမှာငေါ်တာပေါ့သားကြီးကတော့ယောက်ျားဆိုတော့လေဒုပေတံပေပေါ့ဗျာသူကတော့နော်ဒီတော့သူ့ရဲ့ညမကိုသူကပြန်ပြီးတော့ဖြေရတာပေါ့ညမရေမငိုပါနဲ့သေခြင်းတရားဆိုတာအလုံးသောပုဂ္ဂိုလ်တို့မှာရင်စင်ကြရမှာဖြစ်တယ်ဒါကြောင့်မို့ငိုနေလို့မဖြစ်ဘူးဒါကြောင့်မို့ပရိသတ်ရေခန္ဓာ၅ပါးရှိလို့မရဏသိရတယ်မဟုတ်ဘူးလားကျမ်းမာရေးကောင်းပြီးတော့သိရတဲ့ကတစ်မျိုးပေါ့ဗျာကျမ်းမာရေးမကောင်းပေနဲ့ဇရာအိုပြီးတော့ယာတိနာပြီးတော့သိရမယ်ဆိုရင်ကျန်ရတဲ့ပုဂ္ဂိုလ်တွေကိုဒုက္ခပေးတာပေါ့ရေကလေးခပ်ပေးပါအောင်သမင်ကလေးကျွေးပါအောင်အဖို့အပါလေးတွေးပေးပါအောင်အရှာသောပုဂ္ဂိုလ်တွေကိုဒုက္ခပေးသလိုမျိုးပေါ့ကိုယ်ဘာသာကိုကိစ္စကိုကြမ်းမရင်ကောင်းနဲ့နေပြီးတော့သေရတာကတော့ဘသူကိုမှဒုက္ခမပေးဘူးလေဒါကြောင့်မို့သရတိဒုက္ခပေလိတာအိုခြင်းသရဏခြင်းပြာတိမရှိတရိဒုက္ခရှုံကြသလိုစိတ်ပြေအောင်နှိမ့်စင်အကုန်သည်ဖြစ်၍အာစီယံဝါလေရှုကရည်တွဲသောသေရဲနှင့်တေမကွာအချိန်လေးမကြမီသာလင်ရဲ့မရိတ်သာမိသေရပါလိမ့်မယ်ဒီနေ့နေကောင်းတယ်မနေ့ပြန်ကောင်းခြင်းမှကောင်းတာနော်ဒီနေ့အသက်ရှိတယ်မနေ့ပြန်ရှိခြင်းမှရှိမှာဒါကြောင့်မို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘာပြောလဲဉာဏ်သွင်းရမယ်တဲ့ဘာသွင်းရမလဲဉာဏ်သွင်းပြီးတော့ဉာဏ်ဆင်ရှင်ပြီးတော့ဘုရားကနေပါတဲ့နော်ဒါကြောင့်မောဇလံကိုပြန်ပြီးတော့ဆက်ရမယ်ဆိုရင်အမေနဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကကွယ်လွန်အနေစကိုရောက်သွားပြီတဲ့အခါကျတော့သမီးငယ်ရဲ့မျက်စိထဲမှာအမေနဲ့အဖေအသက်ရှိနေတုံးပါပဲလို့ဒီလိုထင်နေတာနော်အကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကညီမအမေအဖေတို့အသက်မရှိတော့ဘူးသိပြီဟုတ်လားအကိုကြီးရာဟုတ်ပါတယ်ညီမရေအမေနဲ့အဖေကအသက်မရှိတော့ဘူးဒီတော့ညီမလေးဘာမှစိုးရင်စရာမလိုပါဘူးအမေအဖေတို့ရဲ့ကိုစားအကိုကြီးတယောက်လုံးရှိတယ်အကိုကြီးပဲအကုန်လုံးဆောင်ရွက်ပေးမှာပေါ့ဘာမှစိုးရင်စရာကြောင်းကြစရာဘာမှလောမမလိုတာဒီတော့အမေအဖေတို့ရဲ့သာဗနာကိစ္စတွေကိုမောင်နှမနှစ်ယောက်တို့နဲ့အတူအနိပဝန်းကျင်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေဝိုင်းဝန်းပြီးတော့ဖို့လေသာဗနာကိစ္စကိုဆောင်ရွက်တာသင်ရှင်ကိုရောက်တော့အလောင်းကလေးကိုပြန်ပြီးတော့ဖွင့်ကြည့်သမီးဖြစ်တဲ့ပုဂ္ဂိုလ်ကမျက်ရည်ရွှဲလို့အဖေရဲ့မျက်နှာကိုလည်းကြည့်တယ်အမေရဲ့မျက်နှာကိုလည်းပဲကြည့်တယ်အဖေဆိုပြီးတော့အဲ့ဒီနေရာမှာငိုတာပေါ့အမေဆိုပြီးတော့အဲ့ဒီနေရာမှာသောကပရိဒီဝါဒုက္ခဒေါမနတဥပယာသဆိုတဲ့မိတွေကလောင်ခဲ့တာပေါ့ဒါနဲ့သားကြီးဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သမီးငယ်ရဲ့အဲ့ဒီမောင်နှမနှစ်ယောက်တို့ကနောက်ဆုံးအနေနဲ့အမေအဖေ
မောင်နှမနှစ်ယောက်တို့ကအမေအဖေတို့ရဲ့အပေါ်မှာကာယကံဝစီကံမနောကံဆိုရကံ၃ပါးပြစ်မှမိခဲ့မယ်ဆိုရင်ခွင့်လွှတ်တော်မူပါလို့လက်စေပြထိတ်မှမို့ပြီးတော့ရှိခေါ်ကြော့လိုက်ပါတယ်ထိုမှတပံနောက်ဆုံးအနေနဲ့အမေအဖေတို့ကမြေကြီးထဲကိုသွင်းရတော့မှဆိုတော့အမေအဖေဆိုပြီးတော့အာရပါရခေါ်ပြီးတော့ပြန်ပြီးတော့လှည့်လာခဲ့တယ်ပေါ့အလီပဝေကြီးကပုဂ္ဂိုလ်တွေကလည်းသားကြီးကိုနိုးဆွေရတာကတမျိုးသမီးငယ်ကိုဖွင့်ရှိရတာကတမျိုးနဲ့နောက်ဆုံးအနေနဲ့ဝန်းနေမှုတွေစိုးရိမ်မှုတွေပူဆွေးမှုတွေကသားကြီးမှလည်းရှိတယ်သမီးငယ်မှလည်းရှိတယ်အခါကြတော့နော်အမေအဖေတို့ရဲ့မရှိတဲ့ဘဝအမေအဖေတို့ရှိမယ်ဆိုရင်အမေရဲ့မေတ္တာအဖေရဲ့မေတ္တာတွေကသူတို့မဆန်းရရှင်နေလေသားနဲ့သမီးနဲ့ဆာရရင်ပျော်နေတာပဲသားတွေကြီးပွားတာကိုကြည်ရင်အမေအဖေတို့ပျော်နေတာပဲသမီးတွေကြီးပွားရင်အမေအဖေတို့ကပျော်နေတာပဲကိုင်းရှိပဲစေတော့ဒါနဲ့မောင်နှမနှစ်ယောက်တို့ဒီသိချင်းကုန်းမှာအမေနဲ့အဖေကိုကတော်ပြီးတဲ့နောက်မှာပြန်လာတဲ့အခါကျတော့အိမ်မှာတဲ့အညာမညာပိယယန္တာဧကကဗ္ဗဝါသာဒုဝေဝေါတိကလေးဝိသံယောဂဧသာဟိလောကဓမ္မတာလောကေဖြစ်ပြန်ဆက်ဆက်တွေ့စားဤလောကတကြီးအတွင်း၌ကြည်စံနို့လောကတတစ်ခွဲလုံးမှာပါရှိတယ်ဖြစ်ပြန်တဲ့ဖြစ်တာနဲ့ပြည့်တာပဲရှိတယ်ဒါကြောင့်မို့ရှစ်လျင်ဝေရှစ်ဆွေတွင်နဲ့ရှစ်လေးသမ်းများပေါင်းဖော်ရလေဝေရမည်သာမလွေသာတဦးနဲ့တဦးမေတ္တာတရားတွေရှိမှထားလို့ဘဝတစ်ခုကိုထူထောင်ကြအချိန်တန်အရွယ်ရောက်လာလို့သူရဲ့ကံတရားလေးကိုကမသိကိုရဲ့ကံတရားလေးသူကမသိသူပဲရှိကသွားမလားကိုပဲနာကပဲလက်ရမလားကိုကရှိကသွားမလားသူကပဲနာကလက်ရမလားဆိုတာမသိတဲ့အတွေ့အကြုံမို့ဘဝတကူကိုထူထောင်ပေးမဲ့လေးပဲသူရဲ့မေတ္တာတရားကိုရဲ့မေတ္တာတရားသာသမီတွေရဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားတွေကိုလွှမ်းမိုးပြီးတော့တနေ့တစ်ချိန်ကြရင်တော့မခွေရှင်ပဲနဲ့လေခွဲခွာပြီးတော့သွားရမယ်ခွေရှင်လိုလေးပဲခွေပြီးတော့သွားရမှာဖြစ်တယ်တဲ့ဒါကြောင့်မို့လောကေဖြစ်ပြန်ဆက်ဆက်တွေ့စားဤလောကတကြီးအတွင်း၌ဧကခေဘဝါသာတမိဝါကအတုအောင်ကုန်သောဒုဝေမောင်းနေနမဘဝမရှာထိုနှုတ်တော်သည်အညမညမေတ္တာတုံပြန်ဆက်ဆက်ဖက်လေသွေနှီးရဲ့အရှင်းရှင်းပဲပိယယန္တာမေတ္တာသာဘောကရုဏာနှုတ်ရွယ်မုဒိတာအပါအဝင်စင်ကြည်စွာရှိခေ၍နေတိမ်ကြပါကုန်လည်းရဲ့အကိုကြီးနဲ့ညမနဲ့အကိုအိမ်တိမ်ထင်းမှာတူဘောမှာတူမေတ္တာတရားထားလို့အကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကလေးပဲငါညမဆိုပြီးတော့မယုံမသေးမလေးမဆာမလို့ဘူးရိုသေးလေးဆန်းနဲ့ဆက်ဆံပြီးတော့လာခဲ့တာအကိုကအပြင်ကိုသွားအလုံးတွေသွားလို့ညမဖြစ်သူကအိမ်မှုကိစ္စတွေဆောင်ရွက်နဲ့အကိုပြန်လာလို့ရှိရင်ထမင်းစားမယ်ရေတောင်းမယ်စသည်အပြင်ဝေယဝဆတွေဆောင်ရွက်ပေးလို့ညမဖြစ်သူကလေးပဲအကိုကြီးကအမေအဖေတို့ရဲ့နေရာမှာထားပြီးတော့နော်အကိုသမှုနဲ့ဘောအမေအဖေတို့မရှိတော့ဘူးဆိုတော့ဒီအကိုကြီးကိုပဲအကိုပြီးတော့နေရတာလေဒါကြောင့်မို့မယောမသေးမထီမိမဲ့စကားပဲဖေသောမှမပြောဘဲနဲ့
အိမ်မှုကိစ္စတွေကိုဆောင်ရွက်ပြီးတော့အဲ့ဒီတော့နေခဲ့တာအညမညာမေတ္တာတောင်းပြန်ဆက်ဆက်ဖက်လေသွေသွေနှီးရင်အရှင်းရှင်းပဲပိယယန္တမေတ္တာသဘောကရုဏာနှောရဲ့မုဒိတာအပါအဝဲစင်ကြီးစွာရှိခဲ့၍နေတိုင်းကြပါကုန်လေရဲ့ဘောဓိကံလေးသိရှိတံသည်ပွဲရှိတံပွဲသလောကြည်ရတဲ့အရှိန်ဩအိမ်နဲ့နေရသောအခါကာလ၌ဝိဇာယောဂမောင်းတဲ့နာမှာအရင်အရှာပေမဲ့မငင်းသာမရှောင်သာခွဲခွာခွေခွင်ကြရလေကုန်၏ဧသံသသက်နဲ့တကူမခွေလို့မပြည့်လို့အသေးကိုအရှိဆွေးပါလေရဲ့ဤစံအသေးကိုအရှိဆွေးပါလေရဲ့တဲ့နို့လောကမှာနေပြီးတော့ငေကအရှိဆိုရင်တော့ပိုဆိုးတာပေါ့ငေကပဲနေပြီးတော့တအုပ်နဲ့တအုပ်မေတ္တာတရားတွေထားပြီးတော့ရှစ်ချင်းတရားတွေဖြစ်ဖို့လာတဲ့သူတွေကြားတော့မေ့ပြောင်းဖို့ဆိုတာမလွယ်ဘူးလေဘာဖြစ်လို့အယိတ်တွေကနေပြီးတော့ဟိုနေရာမှာဆိုလေသူအယိတ်ဒီနေရာမှာဆိုလေသူအယိတ်တွေပဲနေပြီးတော့မြင်ရတယ်ခန္ဓာကိုယ်ကြီးမရှိပေမဲ့လည်းအယိတ်တွေကမြင်နေရတာဒီရှင်ဆိုရင်သူကဘာလုံးတက်တယ်ဒီရှင်ဆိုရင်သူကဘုရားရှိခိုးတယ်ဒီရှင်ဆိုရင်သူကတရားထိုင်တယ်ထမဲစားတယ်ဒီရှင်ဆိုရင်သူကအလုံးလုံးတယ်စသည်အပြင်ပေါ်လေပုံအယိတ်တွေထင်ကြတာပေါ့ဒီတော့ဧသံတသက်နဲ့တကူမခွေလို့မပြည့်လို့အသေးကိုအရှင်းဆွေးပါလေရဲ့လောကဓမ္မတာဖြစ်ပြန်စနေမျိုးဟာမောဖြစ်ရစင်လာဓမ္မတာကြီးတခုပါပဲဒီတော့အကိုကြီးနဲ့ညမနဲ့အကိုကြီးဟာဟိုးငေစဉ်ကာလကပါအိမ်မှာအတူတကွနေလာခဲ့တာအကိုကြီးကလည်းညမဖြစ်တဲ့ပုဂ္ဂိုလ်ကို928နှစ်မေတ္တာတရားရှိမှထားပြီးတော့ချစ်ချင်းတရားတွေဖြစ်တယ်ပေါ့ညမဖြစ်သူကလည်းပဲအကိုကြီးရဲ့အပေါ်မှာ928မေတ္တာနဲ့တအုပ်ပေါ်မှာတအုပ်ရိုသေးသေးလေးဆန်းဆန်းနဲ့နေလာခေကြတာအကိုကြီးရဲ့ရင်ပန်းတင်မှလည်းပဲငါညမပဲလို့အယံကိုရှိကြတာညမဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲအကိုကြီးကိုညမဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲညမရဲ့ရင်ပန်းတင်မှအကိုကြီးပါပဲတအုပ်ကတအုပ်မေတ္တာတရားတွေထားပြီးတော့ရှိတရားအသေးကိုအရှိဆွေးပါလေရဲ့ဘလောက်ပဲရှိဖို့ဖြစ်ပြန်စနေမျိုးဟာမောဖြစ်ရစင်လာဓမ္မတာဒါဆိုရင်ညမဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲအဖေအမေနဲ့ခွဲခွာပြီးတော့လာခဲ့ရတဲ့နှစ်တွေကလည်းအတော်လေးကြာလှပါပြီဆိုတော့အသက်အရွယ်အားဖြင့်16နှစ်အရွယ်ကိုရောက်ပြီပေါ့ဝေါတိကလေးသိရှိတံသည်ပွဲရှိတံပွဲသလောကြည်ရတဲ့အရှိန်အိုအိမ်နဲ့နေရသောအခါကာလ၌နို့အသက်အရွယ်အားဖြင့်ရလာတဲ့အခါကြာလို့သိရှိတံလေးသိရမယ်ပွဲရှိတံလေးပွဲရမှာဖြစ်တယ်ဒါနဲ့အကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကညမဖြစ်တဲ့ပုဂ္ဂိုလ်ကညမလေးမှာအိမ်ထောင်ပြုမဲ့ပုဂ္ဂိုလ်ရွေးချယ်ထားပြီးပြီလားဘယ်နဲ့ပြောလိုက်ပါလဲအကိုကြီးရဲ့ဘယ်သူမှမရှိပါဘူးဒါဆိုရင်ညမလေးလည်းအိမ်ထောင်ပြုရမယ့်အရွယ်ကိုရောက်နေပြီပေါ့အကိုရှင်းပြပေးမယ်လေညမနဲ့အကိုနဲ့ညမအိမ်တိုင်းဒီမှာတူတဲ့ကွာနေလာခေတာအခုဆိုရင်ညမအသက်အရွယ်အပြည့်ဆက်ချောင်းနဲ့အရွယ်ကိုရောက်နေပြီအနိပဝန်းကျင်ကလူတွေကတော့ဘာမှပြောစရာမလိုဘူးပေါ့ညမလေးရဲ့အနိပဝန်းကျင်ကလူတွေကတော့မောင်နှမ
အရင်ပါပဲဆိုတာသိပြီးသားဖြစ်နေကြလေလေဟောနာဒီနာအဝဲကပုဂ္ဂိုလ်တွေကြတော့ညီမလေးရင်သိကြမှာမဟုတ်ဘူးလေမရပဲလို့ဒီလိုထင်ရင်ထင်နေမှာဒါကြောင့်မို့ညီမလေးသာအိမ်တော်အရင်ပြုပါလို့အကိုကြီးကပြီးတော့ပြောပြလိုက်တော့ညီမဖြစ်သူကအကိုကြီးရဲ့သဘောပါအကိုကြီးမေတ္တာတရားရှိတဲ့ပုဂ္ဂိုလ်အကိုကြီးသဘောကျတဲ့သူနဲ့ပဲအိမ်တော်ပြုပါမယ်အကိုကြီးရဲ့စန္ဒအတိတ်ပါပဲလို့အကိုကြီးကိုနေပြီးတော့ပုံအပ်လိုက်တယ်ပေါ့ဒီတော့အဲ့ဒီလိုပုံအပ်လိုက်တဲ့အခါကျတော့အကိုကြီးကလည်းအဲ့ဒီရွာနဲ့အဲ့ဒီမြို့နဲ့အဲ့ဒီသဝတိပြည်နဲ့မဏိမဝေးဖြစ်တဲ့ရွာတော်ရွာရဲ့တတိကြီးသားနဲ့သဘောတူပြီးတော့အိမ်တောင်ရှာပေးလိုက်တယ်တဲ့နော်မင်္ဂလာဆောင်အခမ်းအနားကတော့အကိုကြီးတို့ရဲ့အိမ်ပေါ်မှာလုံးပြီးတော့မင်္ဂလာဆောင်အခမ်းအနားဘာညာအကုန်လုံးပြီးဆုံးသွားတဲ့အခါကျတော့ညမဖြစ်တဲ့ပုဂ္ဂိုလ်ကိုနို့သရောသားရေးအိမ်ကိုပို့လိုက်ရတာပေါ့ပို့လိုက်တော့သီလဝတိရဲ့ကိစ္စခဏကလေးနာပေါ့နော်အကိုကြီးဖက်ကိုပြန်လှည့်အောင်မှာပေါ့ဒီတော့ညမကလေးကအိမ်မှာမရှိတဲ့အခါကျတော့အင်ကြီးကလည်းအကြီးကြီးပြည့်စုံဥစ္စာတွေကလည်းမြောင်းများစွာဆိုတော့အိမ်တိုင်လုံးမှာကြည့်လိုက်တဲ့အခါကျတော့ညမရှိတုံးကတော့အိမ်မှာပြောင်းပြောင်းလဲလဲနဲ့အဲ့ဒီဆိုရင်လည်းပဲဖြူဖြူဖွေးဖွေးနဲ့ဝေရတာပစိုးဆိုရင်လည်းပဲဖြူဖြူဖွေးဖွေးနဲ့ဝေရတာသမင်ဆိုရင်လည်းပဲအစဲတဲ့စားရတာကြီးဆိုရင်လည်းပဲအစဲတဲ့ချောရတာအိမ်တိုင်လုံးကိုနေပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အိမ်မှာကလေးတပည့်စီလဲမဲ့လူကမရှိသမင်ရှေပြုံးမဲ့လူကမရှိအဝတ်ရှိုးပဲမဲ့ပုဂ္ဂိုလ်ကမရှိနော်ဒီကြားထဲမှာနေပြီးတော့အပြင်းမှာသွားပြီးတော့အလုတ်ကိုသွားလို့ပဲပန်းပန်းနဲ့အိမ်ရတော့ထမဲတွေရှေ့ရတာဟန်တွေရှေ့ရတာရေလေးခါရတာနဲ့အိမ်မှုကိစ္စတွေကိုလုံးရတာနဲ့သူ့ဘဝလေးနော်အကိုကြီးမှာအိမ်တအိမ်လုံးမှာသူတယောက်တည်းဆိုတော့တငယ်ချင်းအပေါင်းအသက်တွေမလာဘူးဆိုရင်သူတယောက်တည်းအထီးကျန်တာပေါ့မင်းပြန်လာတာတယောက်ထေးလာတယ်မင်းမရှိမှပေါ်လွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအထီးကျန်ဆန်လွန်လာတယ်လေအရှင်းဆိုတာမဟုတ်ပါဘူးတချို့စကားတွေကလေလောကနဲ့နှိုင်းပြီးတော့ပြောမှပဲရကြတာလေဟုတ်တယ်မလားမင်းပြန်လာတာတယောက်ထေးလာတယ်ဆိုတော့အလုံးတွေကနေပြီးတော့တယောက်တည်းပြန်လာတော့အိမ်ကြည့်လိုက်တော့တော့ကခတ်တာတကားကိုနေပြီးတော့ဖွဲ့လိုက်တာအိမ်ထဲမှာဘယ်သူမှမရှိဘူးအိမ်လေးရောက်လေရောက်ရောအိမ်ရဲ့ဝေယဝဲစားတွေကိုလုံးရတာပေါ့အထီးကျန်လေလို့ဒီလိုဆိုတယ်မဟုတ်ဘူးလားမင်းပြန်လာတာတယောက်တည်းလာတယ်မင်းမရှိမှပေါ်လွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအချီးကျန်ဆန်လွန်လာတယ်လေဆိုတော့အကိုကြီးကအိမ်တိုင်လုံးမှာသူတယောက်တည်းဆိုတော့အထီးကျန်တယ်ပေါ့ဒါနဲ့တငယ်ချင်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကမင်းကွာအိမ်တိုင်လုံးမှာနေပြီးတော့မင်းတယောက်တည်းပင်ပန်းနဲ့ရှော်ရတာဖွေရတာအလုပ်တွေသွားပြီးတော့လုံးရတာနဲ့ဒီတော့မင်းမလို့အဖိုးတယောက်လို့လိုနေပြီကွာငါတို့လည်းပဲဝင်ပြီးတော့မဲ့အတွက်ရှာပေးပါမယ်ဆိုပြီးတော့တငယ်ချင်းတွေဝင်ပြီးတော့ရှာပေးလိုက်တဲ့အခါကျတော့အကိုကြီးကလည်းပဲအိမ်ထောင်ပြုလိုက်တယ်ပေါ့အကိုကြီးရဲ့နာမည်ကလို့မိပိယလို့ခေါ်တယ်နော်မှတ်ထားလိုက်မိပိယလို့ခေါ်တယ်ဒါနဲ့နေပြီးတော့80နှစ်2ယောက်နဲ့အတူတူကိုပြောလိုက်ဆိုလိုက်ရေးလိုက်မိုးလိုက်ဆိုတော့အရင်တုန်းကတော့အထီးကျန်တယ်ပေါ့အခုကတော့အဖိုးရသွားပြီဆိုတော့အထီးမကျန်တော့ဘူးပေါ့
ဒါနဲ့အဲ့ဒီလိုပဲနေရင်နဲ့တနေ့နီးပါလောက်ဖြစ်သွားတဲ့အခါကျတော့သီလဝတ္တိရေခန္ဓာကိုယ်ထဲမှာကိုယ်ဝန်ဆိုတာဖြစ်လာပြီတဲ့ပရိသတ်ရေကိုယ်ဝန်ဆိုတာဖြစ်လာပြီပရိသတ်နေရပြီပေါ့ဒီတော့သီလဝတ္တိကသူ့ရဲ့အမျိုးသားကိုပြောတယ်အကိုကြီးညမမှာအကိုကြီးတရားလုံးရှိသေးတယ်သဝတိမျိုးပေါ်မှာဒီတော့ညမလေးရဲ့ကိုယ်ဝန်ကိုညမလေးမွေးတဲ့အိမ်မှာပဲအကိုကြီးရဲ့လက်ထက်မှာပဲမွေးရှင်တယ်ဒီတော့အကိုကြီးတို့ရွာကိုသွားရှင်လိုက်တာမတွေ့တာလဲကြာပြီရတယ်သီလဝတ္တိရဲ့ဘာမှမပူနဲ့လိုက်ပေါ်ပြမယ်သီလဝတ္တိစိတ်ရှမ်းသလိုသာဆောင်ရွက်ပါဆိုပြီးတော့သဘောကောင်းလိုက်တာသီလဝတ္တိရဲ့အမျိုးသားကလေစိတ်ထဖြူစင်တယ်လို့ဒီလိုခေါ်တာပေါ့ဒါနဲ့အကိုကြီးကြိတ်တဲ့အာဟာရတွေ